Fala Switzerland SHMS Lezen Campus မှာကျောင်းတက်ခဲ့စဉ်တုန်းကအမှတ်တရလေးတွေကိုဗီဒီယိုလေးတစ်ပုံနဲ့တင်ဆက်လိုက်ပါတယ်။ဒါကတော့ Fala ရဲ့ birthday အမှတ်တရဆိုပုံမှန်ပဲပေါ့နော်။တကယ်ချင်းတွေကိုလည်းအရင်တတိရတယ်ပြီးတော့သူတို့နဲ့အမှတ်တရတွေကိုလည်းတတိရလို့ပြန်ပြီးတော့တင်လိုက်ပါတယ်။ဒါတော့ Switzerland ရဲ့ November December ကာလတွေပေါ့နော်။အရန်ကိုနှင်းချပြီးတော့အနှုတ်ရောက်တောင်အေးတဲ့နေရာတွေပေါ့Fala ကျောင်းကပွဲတစ်ပွဲရ dessert ကိုဘယ်လိုကျွေးလဲဆိုတာကိုပြတာပါ Fala ကျောင်းမှာအတတိယဆုံးကတော့သူတို့ကျွေးတဲ့ dessert တွေပဲပေါ့နော်တခြားတွေက European food တွေသိမကြိုက်ဘူးပေါ့နော် dessert ကတော့တကယ် top tier ပါတခါတလေအိမ်မက်တောင်မှတ်ပါတယ်ပြန်စားခြင်းလို့ကဲ၍နှင်းမကြဘဲနဲ့ရာသီဥတုတာရတယ်ဆိုရင်တော့ဒီလိုပုံစံလေးပေါ့နော်သူမဟုတ်တဲ့အတိုင်း easy လေးပါ Fala နေတဲ့နေရာက Alps Town နဲ့အရန်နီးရပေါ့နော်အဲဒါကြောင့်မို့လို့ဒီ Alps Town နဲ့ကိုလည်းလှမ်းမြင်ရတယ်ရန်လည်းလှတဲ့နေရာပေါ့နော် Fala ရဲ့ကျောင်းကတောင်ထိပ်မှာရှိတာဖြစ်တဲ့အတွက်အနီးနားမှာ convenience store တွေတိတ်မရှိဘူးပေါ့နော်သွားဝယ်ခြင်းဒီလိုမျိုးရွာထဲကိုဆင်းပြီးသွားဝယ်ရတယ်ပေါ့ကားလည်းဘတ်ကားရှိတယ်သူက2နာရီတစ်ခါမှလာတာဆိုတော့ဘတ်ကားမြင်အောင်လို့မနေရုံးကန်ပြီးတော့သွားရပါတယ်မဟုတ်ရင်တော့လမ်းလျှောက်ပြီးသွားရတာပေါ့နော်လမ်းလျှောက်ပြီးတက်ဖို့ကကျတော့အရင်လမ်းနေပေါ့ဒီရောက်ရွာတွေကလူနေတယ်ပေါ့နော်ဘတ်ကားကြီးအလုပ်တွေများတယ်ပြီးတော့လူကြီးလည်းပိတ်ပြီးတော့ညားတဲ့နေရာမဟုတ်ဘူးပေါ့နော်Falaအစကတော့နှင်းကြတာကိုအရင်ကြိုက်တယ်ပေါ့နော်ပြီးတော့အရန်လည်းပျော်တယ်နောက်ပိုင်းကျတော့နှင်းကြရင်အပြင်ထွက်ချင်တော့ဘူးနည်းနည်းလေးစိတ်ညစ်လာတဲ့အချိန်လည်းရှိတာပေါ့နော်ဒါကတော့ဆဆချင်းမို့လို့အရန်ပျော်ကြတဲ့ဖွဲတွေပါဘာလာဆဆရောက်တော့ကနေရှင်လို့ရှင်အခုတော့နှင်းနေအကုန်ဖုံးသွားပြီပေါ့နော်ဆဆရောက်တော့ဆိုရင်အစိမ်းရောင်လေးတွေစုပြေများပေါ့ဒါတော့ဘာလို့ကြောင်ရင်20ပြည့်အထိမ်းအမှတ်နဲ့ကိတ်မုံပါFala ရဲ့အခန်းထဲက view ပဲဖြစ်ပါတယ်ဒါကတော့အားလို့ရှိရင်တကယ်ချင်းညနေဘက်ပေါ့နော်ဘီလီရဲ့ထိုးတယ်နောက်ပြီးကြလို့ရှိရင်နေပပတောက်တယ်ပေါ့နော်ဒီမှာအရက်က culture တစ်ခုဖြစ်တဲ့အတွက်ပေါ့နော်အကြောင်းချိန်တွေမှာလည်းအရက်တိုက်တာမျိုးရှိပါတယ်ဟုတ်နောက်တစ်မျိုးပြောင်းနောက်တစ်မျိုးပြောင်းငါနှင်းနေပြစ်ပေးစမှာနှင်းနေအေးရအေးနဲ့1 2 3နားလေsnowman နေပဲဖြစ်ပါတယ် snowman ချီတာလိုမျိုးကြားတယ်နော်ကျမတို့ကတော့အခု Switzerland ရဲ့ -3 ရာသီဥတုမှာလို့ New fashion queen လေးလေမထုံမနှမ်း fashion တွေနဲ့သွားနေကြတဲ့နှစ်ယောက်ကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာအဲ့တော့အကြီးကိုယူတဲ့ဆက်ဆံပြီးပြောရတယ်မကကလေးရဆိုရဆော့然后အောက်ပြန်အောင်ပြီးမှာပပကြီးဝင်ပြီးအောက်ဆင်းပြီးအဲ့လိုမျိုးလိုက်ကြလို့ရအောင်ငါတို့ဖက်နဲ့ပြူအောင်မလားသေးမဲအောင်လျှော်အောင်ဖက်နဲ့ကငါတို့နှင်းနေဝင်ကုန်မှာဒီကဒီကတော့အဲ့လောက်မဝင်ဆက်ဖြစ်တဲ့ညာဖြစ်ဒါသူ့မိပို့လိုက်တဲ့အင်ကြီးတစ်တေးချောင်းမထားပါနဲ့ဒီနေ့တော့ကျမမွေးနေပဲဖြစ်ပါတယ်ဒါတော့ဒဲလာပါဒါတော့မက်ကီပါညကျမတို့အခုဒါ bus လေးစီးပြီးတော့ဗောနော်အကြောင်းကနေပြီးတော့ရွာထဲကိုသွားမှာပါအဲ့ဒီမှာဝယ်စရာရှိရလေးဝယ်ပြီးတော့လို့ရှိရင်မွေးငါချက်စားမှာဖြစ်ပါတယ်ဒါကတော့တငယ်ချင်းတွေကိုမုံငါမစားခင်ပေါ့နော်မလာထန်ဆိုင်ကိုခေါ်သွားရနေပြီးတော့ဒီလိုမျိုး surprise တိုက်တာဖြစ်ပါတယ်အရင်ကျေးဇူးတင်ပါတယ်အဲ့တော့ကျေးဇူးတင်စကားတေချာပြောလိုက်ရလားမသိဘူးပေါ့နော်တိတ်လည်းမမှတ်မိတော့ဒါမဲ့တကယ်ရန်ကျေးဇူးတင်ပါတယ် My birthday cake Thank you 快မယ်
ကျမတို့ဒီကျွတ်သွန်နီဥတွေဝယ်နေပါတယ် 这种你啊，那啥着地啦嘛，谁嘛读着，那叫叫呢，叫叫。 ဒါတော့ခုပ်လို့ခေါ်ပါတယ် 哎呦，哈，我要么啦，我快出来哈呗，我要。 ဒေါက်တာမေဆန်ပြောတာပါလေ 洋风过比，洋风过比，咚咚锵，咚咚锵。 သုံးချက်စုတတောင်းခွဲ ใจเธอยังเดียวมาตลงเจ သုံးချက်စုတတောင်းခွဲသုံးချက်စုတတောင်းခွဲခုတော့ဒါဝယ်ပြီးတော့ပါပြီအဲ့တော့ပတ်စံရှင်းပြီးရင်ဘတ်စကားနဲ့သွားပါမယ်ကျမတို့ခုဟိုပါပေါ့နော် 给他一条背吧。 ဟိုပါ 滴，在哪？ ဘယ်ရောက်ဟိုပါဘတ်စကားမှတ်တာရောက်နေပါပြီ 你读嘛？ ဒီပုံဝန်းကျင်ရောက်ပါမယ်အဲ့တော့အခုလောလောဆယ်နှင်းကြနေအောင်ပေါ့နော်ဘတ်စကားမလာသေးပါဘူးဘတ်စကားဆောင်နေပါတယ်ကျမတို့ကြောင်းကတော့ဟိုးပေါ်မှာမြင်ရတဲ့ကြောင်းကြီးပါဟုတ်ပါပုံတုံးဆုံး 没有。没有。 ဒါတော့မက်ကေကကြက်ဥခွာပေးညာဖြစ်ပါတယ်။မှာတော့ coffee ဖြော်တိုက်တာတော့ကျမပါ။ပြီးတော့ခဏနေကြရင်တံမြာတီးစီးနဲ့ဟင်းအိုးကတည်ထားပါပြီ။ hot chef ကတော့တည်လာပါ။ငွေချင်းနေရပေါ့နော်ဈေးလေးလိုက်ဝယ်ပေးတယ်မုတ်လက်ဆောင်လေးလည်းပေးတယ်ပြီးတော့ဟင်းလေးလည်းချက်ကူတယ်အကုန်လုံးလုပ်ပေးတယ်ပေါ့နော်အရန်ကျေးဇူးတင်တယ်အခုပြန်ကြည့်တော့မှလေငါတေချာကျေးဇူးတင်ခဲ့မိရလားလို့စဉ်းစားမိရပေါ့နော်အဲဒါကြောင့်မလို့တကယ်ကိုကျေးဇူးတင်တဲ့အကြောင်းကိုဒီဗီဒီယိုလေးကနေတစ်ဆင့်ထပ်ပြီးတော့ပြောလိုက်ပါတယ်你妈偷看哟。是的，是的，是的，是的。စစ်တောင်း 快上了，那个咋了？我一提包。 Thank you Thank you, Jackie. Thank you, thank you. Thank you Thank you ကဲအခုအကုန်ပြီးသွားပါပြီကျမတို့ထုတ်ပိုးပြီးတော့ပြန်มาတော့မယ်ဒီနေ့မွေးနေ့အောင်မြင်စာကျင်းပခဲ့ပါတယ်ဘိုင်ဘိုင်ငါနဲ့အမဘာလို့လာချောင်းဝင်ဘာလို့လာ Look at this. 超少一种嘛没有。超级的，超少你啦超超级，超一种嘛。这样。咱们超少一種嘛，第一係係，不要講誒，我超看下咯，阿弟弟看下咧，誒，我們後面試咧什麼看？剛過好了，超美咯。冇睇啦，我超不解，包括紅萬二嘅啊，超條嘅啥？ ထေလာရဲ့လေထေလာရဲ့ပစုံကြောင့်ထေလာယူရှင်ပြီးပြီနည်းနည်းရောလာ သမင်းရောမယ် ယူပါထမင်းတအိုးကောဒီငါတို့ဘယ်လိုစားလဲဆိုတာဒါနောက်ကျရင်အမှတ်တရဖြစ်သွားမှာနောက်ကျရင် မလေးသားကြီး မက်ကေအပတ်တိုင်းလာလဲပြီးသွားရင်ညီမထမင်းချက်ကျွေးတယ်မျိုး ချက်ကျွင်းရတော့လားလဲ 冇睇啦，အပြင်我就ချက်သားမွားကြော်ရေးပါလေလုပ်ပေးလိုက်。 Home မသိတဲ့လမ်းများနဲ့ငါ Home ရောက်ဝင်နေတဲ့ပေါင်းစရရင်တွေနဲ့အားလုံးရှိလို့နေလဲနေမပါတော့လမ်း
ကဲနောက်ရက်ဒီမှာလည်းနှင်းနေဆက်ကြပါတယ်ဆက်ကြတဲ့နှင်းနေကတော့နည်းနည်း depress ဖြစ်ချင်စရာကြီးပေါ့နော်အခုဆိုလို့ရှိရင်တညလုံးကြပြီးသွားလို့ရှိရင်နှင်းနေကဒီဒူးစစ်လောက်ထိရောက်တယ်ပေါ့နော်အဲ့လိုမျိုးထူတယ်တိမ်ပင်လေဆိုတာကတော့ကျွန်မအခန်းရှိမှာပဲပေါ့နော်နေ့တိုင်းတွေ့ရတယ်နောက်ဆုံးတော့ Happy New Year ညကိုရောက်ခဲ့ပါတယ် 2 3 Happy New Year Happy New Year အော်ဒီမအကောင်လုံးကလင်းထိန်တာတော့ဖြတ်တာတော့တစ်ဖြတ်လေး sparkling မက်ကရဲ့နှစ်တင်မှာဟိုဟာမက်ကရဲ့နှစ်တင်မှာ career အသစ်ချိန်ဖို့စူးစမ်းနေပါတယ်။ तू ကအခုဆိုရင်ဟိုဆေးဆရာမကြီးလောက်တော့မှာပဲဖြစ်ပါတယ် ထိချပြီးတော့နောက်တစ်ခေါက်အဲ့လိုမျိုးအမဆေးရအထဲဝင်မှာ ဟုတ်ပြမ ။ तू မှာ part time အနေနဲ့ဒီလိုအနှိပ်အကျော်ပညာရှင်လောက်မှာဖြစ်ပါတ ပြီးသွား ယ် ပြီ10ချက် ။စစ်ချက်အကနေရှင်လိုက်ကျမတို့ January ဆိုရင်ကျောင်းကနေပြီးတော့ထွက်ပြီး intern ဝင်ရတော့မှာဆိုတော့အခုတည်းကစာရီလုပ်ပြီးတော့နည်းနည်းလုံးပန်းရတယ်ပေါ့နော် ဦးကျော်နဲ့ ဒီလားတော့ကျမအမေနဲ့ပါတငယ်ချင်းကြီးဖြစ်ရင်းနှီးပြီးတော့မှဒီရေပေါ်တွေနေ့တိုင်းပြောပါတယ် အပမန်နှစ်ခမ်းလို့ရှိရတိုင်းလက်ကလည်းတစ်လုံးပဲရှိရအဲ့ဒါဆို4ယောက် share တော့မှာအဲ့ရောအိုက်ဆိုင်မှာရ customer နဲ့ရမယ် ကျမတို့ရဲ့ final group project လေးပေါ့နော်စပင်းရောင်စိုးထားလှလားဆိုတော့ကို check နေတာဒါတော့နောက်ဆုံး presentation နေ့ကဆရာ2ယောက်ပါကျမတို့ကျောင်းရဲ့နေ့စဉ်ဘာတွေကျွေးလဲဆိုတာကိုဒီမှာနင်းငယ်ပြထားပါတယ်ဒါထမင်းလို့တော့ခေါ်လို့ရရလားမသိပါဘူး I don't know စနေမုံနဲ့နေပေါ့နော်ဒါလည်းဘာလဲမသိဘူးမိပါတယ်ဒါကတော့ကျမအမုံဆုံးပါဒါလည်းကျမမစားတတ်ဘူးဒါမျိုး chef တွေလာရင်တော့ကောင်းတယ်ပေါ့နော်ဒါဆိုရင် baked salmon လားဘာလားမသိပါဘူးလို့ပြောလို့ပေါ့ကျမလည်းစောင့်နေနေပေါ့နော်ကျမလည်းမှာကျတော့ chef ကနေပြီးတော့ကြီးရဲ့ဟာလေးကိုရွေးပြီးပေးလိုက်လို့ကျမပျော်သွားပါတယ် thank you တို့ဒီမှာတော့ကျမပြောခဲ့တဲ့အတိုင်းပဲ dessert ကတော့နေ့တိုင်းတစ်မျိုး2မျိုးပါတယ်တဲ့ dessert တိုင်းနဲ့ကောင်းတယ်ဒါဆိုရင်ကျမတို့နောက်တစ်ချိန်ကြောင်းတက်ရအောင်ပါပေါ့နော်ဒါပေမဲ့ကျောင်းမှာတက်ကီလာတိုက်နေပါတယ်အဲ့လိုမျိုးရက်တွေလည်းရှိရပေါ့နော်ခါလေးကြရင်ကျောင်းမူးပြီးတော့ပါတာဒါတော့ဒီနေ့နေ့လည်းစားပြီပါ Do you have one? Tutorial. Oh, marketing, digital marketing. tutorial Yeah, yesterday. Yeah, there was tutorial for digital marketing yesterday. Yeah, you guys didn't come. Just me, Lexi, and Lucy. ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ဆွေးစားတဲ့နှုံးကနေ့ရက်လေးတွေကိုနည်းနည်းလေးတင်ဆက်ဖို့ချင်သေးတယ်ပေါ့နော်အဲဒါကြောင့်မလို့ stay tuned ပါလို့ KB စိတ်ဝင်စားလို့ရှိရင် bye